တူ၍အာကောင်ဒီကွန်ကလတ်ကိုချီမချီပါနဲ့ကိုချက်တော့ပေါ့နော်ဆရာမရေးတဲ့အဲ့ဒီကွန်ကလတ်ဆိုတာဒီကျွန်တော်တို့ထင်းနေတဲ့ကွန်ကလတ်ကိုပြောတာမဟုတ်ဘူးနော်တဲ့ကွန်ကလတ်အပင်ဆိုတာရှိတယ်တဲ့ကြပြားလေးတွေနဲ့ငယ်ဘဝမှာကျမတို့ကြီးပြင်းရတာပဲကြီးပြင်းရတာပဲနော်ချက်တူ၍အာကောင်ဒီကွန်ကလတ်ကိုချီမချီပါနဲ့ကိုချက်တော့ဘာကြီးလာမှပြောနင့်မာကြီးငါမကြောက်ဆေးတယ်ရိုးနဲ့ခောက်ကောက်ဆိုတာဒါလူတိုင်းတော်တော်များများရကျမတို့ငယ်ငယ်ရသင်ခဲ့ရတဲ့ကလေးရွယ်ပြလေးဒါပေမဲ့လို့ဒီလိုပဲနှုတ်တက်ဟိုရွဖတ်ဆိုလို့ရအောင်သင်ပေးလိုက်တာပဲကျမတို့ကိုသိပ်ပြီးတော့အတိတ်ပဲတွေကိုဆရာကြီးကရှင်းမပြခဲ့ဘူးနော်အဲ့တော့ကျက်တူရွေးလေးကိုလည်းကျမတို့ကသိပ်ပြီးတော့ကိုချင်းဆန္ဒရခေါင်းမှမသိဘူးအဲ့ဒီထက်ကကွန်ကလတ်ဆိုတဲ့ဟာကိုများကျမဒီအသက်ရွယ်ရောက်မှကျမသိတာကျမငယ်ငယ်တုန်းကကျက်တူရွေးအာကောင်နီးကွန်ကလတ်ကိုချီဆိုတာကျမတို့အပြင်မှာစားတဲ့ကလတ်ကြီးသိရမလားဖះမှာဆွန်းတော်တင်တဲ့ကလတ်အဲ့ဒီကွန်းတွေဘာတွေတင်တဲ့ကလတ်ပေါ့နော်ယွန်းကလတ်ပေါ့ကွန်းကလတ်ပေါ့အဲ့လိုကလတ်ကြီးကိုကျက်တူရွေးကချီတယ်လို့ကျမစိတ်ထဲမှာအဲ့လိုပဲထင်တာနော်ကျက်တူရွေးအာကောင်နီးကွန်းကလတ်ကိုချီမချီပါနဲ့ကိုကျက်တော့ပေါ့နော်အဲ့လိုပြောတယ်လို့ထင်တာအခုဒီအသက်ကြာတော့မှကျမကိုတကယ်စာပေဘုဒ္ဓရှိတဲ့ဘုန်းကြီးကနေထွက်ထားတဲ့ဆရာတော်ကနေထွက်ထားတဲ့ဘုန်းကြီးလူတဲ့ဆရာတယောက်ကကျမကိုရှင်းပြသွားဆရာမရေးတဲ့အဲ့ဒီကွန်ကလတ်ဆိုတာဒီကျွန်တော်တို့ထင်းနေတဲ့ကွန်ကလတ်ကိုပြောတာမဟုတ်ဘူးနော်တဲ့ကွန်ကလတ်အပင်ဆိုတာရှိတယ်တဲ့ဟုတ်လားဆရာလို့ကျမမသိပါဘူးလို့ကျမပြောတယ်ကွန်ကလတ်ကတစ်ပင်တဲ့ဒီကွန်ကလတ်ကအခောက်ကလေးတွေကိုကျက်တူရွေးလေးတွေကခွာပြီးတော့စားတတ်တယ်တဲ့စားလို့ရှိရင်ဒီကွန်ကလတ်ကိုစားလို့ရှိရင်အာကောင်လေးတွေကหนีရဲလာတာတဲ့ဒီကွန်ကလတ်ကသဘောတဘာဝကအဲ့ဒါကြောင့် तू ကကျက်တူရွေးအာကောင်နီလို့ဆက်တာဟုတ်နော်နှုတ်သီးပဲหนีတာလေအာကောင်ကဒီတိုင်းပဲหนีလိမ့်မလို့ဒီကွန်ကလတ်ကြောင့် तू ကပို့ပြီးတော့หนีသွားတာအဲ့ဒါတောင်မှကျမအခုကျမဒီအသက်ရွယ်ကျမသိတာဟုတ်အဲ့ဒီလိုရှင်းပြတော့မှခံစားတတ်တော့မှဒီကိုချင်းစာနာစိတ်ဆိုတာကိုရတာဟုတ်